ဦးနေလင်းအောင်မင်းတပ်မဲဆန္ဒနဲ့ဆွေးနွေးဖို့ဖြစ်ပါတယ် လေးသားရပါတော့ပြည်တော်သူလွှတ်တော်နာဂကြီးနဲ့ကွာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချင်းပြည်နယ်မင်းတပ်မဲဆန္ဒနယ်ကပြည်တော်သူလွှတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့2008ဖွဲ့စည်းပုံခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းပါရှိတယ်ဦးထွန်းသိန်းဦးဆောင်ပြီးတော့ပြည်တော်သူလွှတ်တော်ကိုယ်စားလှယ်များကတင်သွင်းထားတယ်ပုံမှန်436ကာကြီးပြင်ဆင်ချက်ကိုထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျာနိုင်ကာကြီးခင်ဗျာဒီ2008ဖွဲ့စည်းပုံခြေခံဥပဒေမှာပုံမှန်1မှာဆိုရင်မြန်မာနိုင်ငံသည်အချုပ်ချာအာဏာပိုင်လွတ်လပ်သည့်နိုင်ငံဖြစ်သည်လို့ဖော်ပြထားပါတယ်ပုံမှန်2မှာတော့နိုင်ငံတော်ကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုခေါ်တွင်ရမည်လို့ရေးထားပါတယ်ပုံမှန်3မှာကတော့နိုင်ငံတော်သည်တိုင်းသားလူမျိုးပေါင်းစုံတို့စုပေါင်းနေထိုင်သောနိုင်ငံဖြစ်သည်လို့ရေးထားပါတယ်ပုံမှန်4မှာကတော့နိုင်ငံတော်၏အချုပ်ချာအာဏာကိုနိုင်ငံသားများထံမှဆင်းသက်ပြီးတော့နိုင်ငံတော်တဝိုင်းလုံး၌တည်သည်လို့ဖော်ပြထားပါတယ်ဒါကြောင့်မလို့နိုင်ငံသူနိုင်ငံသားများနဲ့ပြည်သူကိုခွင့်အာဏာပေးတာဟာပုံမှန်4မှာစတင်ပြီးတော့ပေးပါတယ်ဒီ2008ဖွဲ့စည်းပုံခြေခံဥပဒေမှာပုံမှန်ပေါင်း458ခုရှိပါတယ်ဒါကြောင့်မို့ပြည်သူကိုအာဏာပေးထားတဲ့ပုံမှန်400နေစပြီးအောက်မှာရှိတဲ့ပုံမှန်တွေဟာပြည်သူရဲ့အခွင့်အာဏာအောက်မှာရှိဖို့လိုပါတယ်ဒါကြောင့်မို့ပုံမှန်436ကာကြီးဟာပြည်သူရဲ့အခွင့်အာဏာဘယ်လောက်ရှိတယ်ဆိုတာကိုလည်းစမ်းစစ်ဖို့ရည်ကြည့်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုယ်စားပြုဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေတဲ့နိုင်ငံဖြစ်ပါတယ်ပြည်သူကိုယ်စားရွေးချယ်တင်မြှောက်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ဆန္ဒဟာပြည်သူရဲ့ဆန္ဒဖြစ်ပါတယ်ပြည်သူကိုယ်စားရွေးချယ်တင်မြှောက်ခြင်းခံရတဲ့လွှတ်တော်ကိုယ်စားလှယ်များရဲ့အာဏာဟာပြည်သူရဲ့အခွင့်အာဏာရှိပါတယ်ဒါကြောင့်မို့ဒီပုံမှန်436ကာကြီးဟာကျွန်တော်တို့ကပြည်သူရဲ့အခွင့်အာဏာဘယ်လောက်ရှိတယ်ဆိုတာဆန်းစစ်နိုင်ရတဲ့နိုင်ကာကြီးခင်ဗျာပါဝါပိုင်အသုံးပြုခွင့်ပေးပါခင်ဗျာဒီပုံမှန်436ကာကြီးမှာဆိုရင်ဤဖွဲ့စည်းပုံအခြေခံဥပဒေကြီးအခန်း1ပုံမှန်1ကနေ48ထိအခန်း2ပုံမှန်49ကနေ56ထိစတဲ့ပေါ်ပြပါပုံမှန်တွေကိုပြင်ဆင်လို့နေပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးဤ85ရာခိုင်နှုန်းကျော်ကပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးဤထက်ဝက်ကျော်ဆန္ဒမဲဖြစ်တာပြင်ရမယ်လို့ပါရှိပါတယ်ခင်ဗျာ next ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးမှာကျွန်တော်တို့ပြည်သူရွေးချယ်တင်မြှောက်ခွင့်ရှိတာ85ရာခိုင်နှုန်းပဲရှိပါတယ်ကျန်တဲ့25ရာခိုင်နှုန်းကတော့တက်မတဲ့ကာကွယ်ရေးဦးစီးချုပ်ကခန့်ရတာ85ရာခိုင်နှုန်းကျော်မှပြင်လို့ရမယ်ဆိုတော့ပြည်သူတင်မြှောက်ထားတဲ့ကိုယ်စားလှယ်များအားလုံးပြင်ခြင်းတောင်ပြင်လို့မရဘူးဆိုတော့ပြည်သူဆန္ဒနဲ့ပြင်လို့မရတဲ့ဥပဒေဖြစ်နေပါတယ်ဒါကြောင့်ပုံမှန်436ကာကြီးကိုပြင်ဆင်သင့်ပါတယ်ခင်ဗျာ next ဒီယခုပြည်ထောင်စုလွှတ်တော်ကြီးထဲမှာဆိုရင်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဟာ654ဦးရှိပါတယ်654ဦးရဲ့85ရာခိုင်နှုန်းကျော်ဟာ490ဦးကျော်ဖြစ်ပါတယ်ပြည်သူတင်မြှောက်ထားတဲ့ကိုယ်စားလှယ်စုစုပေါင်းကတော့ကျွန်တော်တို့488ဦးရှိပါတယ်ခင်ဗျာ next ကျွန်တော်ပြည်သူတင်မြှောက်ထားတဲ့ကိုယ်စားလှယ်488ဦးထဲမှာဆိုရင်ပါတီဘောင်းဆောင်တဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်ပါမှကျန်အားလုံးပါပါတယ်ဒီလိုပြင်ဆင်ရန်လိုအပ်တဲ့ဥယေကတော့490ဦးကျော်လိုအပ်ပါတယ်ပြည်သူတင်မြှောက်ထားတဲ့ကိုယ်စားလှယ်စုစုပေါင်း488ဦးလုံးပြင်ခြင်းရင်တောင်မှပြင်ဆင်နိုင်တဲ့ဥယေဖြစ်တဲ့490ဦးမပြည့်လို့ပြင်လို့မရဘူးဖြစ်နေတဲ့ဒါဟာပြင်ဆင်လို့မရတဲ့ဥပဒေပုံမှန်ဖြစ်နေပါတယ်ဒါကြောင့်မလို့ပြည်သူဆန္ဒနဲ့ပြင်လို့မရတဲ့ဥပဒေဖြစ်နေပါတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ပုံမှန်လေးမှာပါရှိတဲ့နိုင်ငံတော်၏အချုပ်ချာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်ပြီးနိုင်ငံတော်တဝန်းလုံးကတည်တည်ဆိုတဲ့အချက်နဲ့လည်းလုံးလုံးကြီးဆန့်ကျင်နေပါတယ်ဒါကြောင့်မလို့ဒီပုံမှန်ကိုပြင်ဆင်သင့်ပါတယ်ခင်ဗျ next 85ရာခိုင်နှုန်းကျော်ကပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအလုံး၏ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာပြင်ဆင်ရမယ်ဆိုတဲ့ကြောင့်ကျွန်တော်အနေနဲ့ဒီနေရာမှာဥပမာလေးတစ်ခုပေးချင်ပါတယ်မြန်မာနိုင်ငံဟာမဲပေးပိုင်ခွင့်ရှိသူတန်း30လောက်ရှိတယ်ဆိုကြပါစို့အဲ့ဒီတန်း30တွေကမှ15သန်းနဲ့တယောက်ကမဲလာပေးတယ်ဆိုကြပါစို့15သန်းသောပြည်သူကပြင်ဆင်ဖို့ထောက်ခံမဲပေးမယ်တယောက်သောပြည်သူကမပြင်ဆင်ဖို့ကန့်ကွက်မဲပြင်ဆင်ဖို့ရအတွက်ကန့်ကွက်မဲပေးမယ်အဲ့ဒီအချိန်မှာထောက်ခံသူ15သန်းနဲ့ကန့်ကွက်သူတမဲဘယ်သူနိုင်မဲဆိုရင်ရှင်းပါတယ်ထောက်ခံသူ15သန်းဟာမဲပေးပိုင်ခွင့်ရှိသူတန်း30ထက်တဝက်ထက်မကျော်တဲ့အတွက်ကန့်ကွက်မဲပေးတဲ့တယောက်သောသူရဲ့မပြင်ဆင်ခြင်းဘက်ကအနိုင်ရရှိသွားမှာဖြစ်တယ်နောက်ဆုံးကုန်ပြောမယ်ကန့်ကွက်မဲမရှိရင်လေကျွန်တော်တို့ထောက်ခံတဲ့သူဟာမဲပေးပိုင်ခွင့်ရှိသူရဲ့တဝက်မကျော်ရင်ကျွန်တော်တို့ကပြင်ဆင်လို့မရနိုင်ပါဘူးဒါကြောင့်မလို့အများစုရဲ့ဆန္ဒကိုအ ਨੇ စုကလွှမ်းမိုးထားတဲ့ပုံမှန်ဖြစ်သည့်အတွက်ဒီမိုကရေစီစံနှုန်းများနဲ့လည်းမကိုက်ညီသည့်အတွက်436ကာကြီးကိုပြင်ဆင်သင့်ပါတယ်ခင်ဗျာ next ဒီ436ကာကြီးကိုပြင်ဆင်ရန်တင်ထားတာကတော့အဲ့ဖော်ပြပါပုံမှန်တွေကိုပြင်မယ်ဆိုရင်
ရွေးကောက်တင်မြောက်ခံပြည်ထောင်စုလွှတ်တဲ့ကိုယ်စားလှယ်အားလုံးဤသုံးပုံနှစ်ပုံကျော်ကပြင်ဆင်ရန်သဘောတူလက်ခံပြီးနောက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ဆန္ဒမဲပေးသူအားလုံးဤထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်လို့ပါပါတယ်ဒီအချက်အလွန်ကောင်းမွန်ပါတယ်မလျော်လွန်းမတင်လွန်းမလွယ်လွန်းမခက်လွန်းတဲ့ပြင်ဆင်မှုဖြစ်ပါတယ်အလွန်ကောင်းမွန်ပါတယ် next ယခုပြည်တော်စုလွှတ်တော်ကြီးထဲမှာဆိုရင်ရွေးကောက်တင်မြောက်ကလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဟာ488ဦးရှိပါတယ်488ဦးရဲ့3ပုံ2ပုံကျော်ဟာကျွန်တော်326ဦးသာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဥပဒေကိုပြင်ဆင်ဆိုရင်488ဦးဖြစ်တဲ့ရဲ့3ပုံ2ပုံကျော်326ဦးထောက်ခံရင်တော့ကျွန်တော်တို့ကပြင်ဆင်လို့ရပါတယ်ဒါကြောင့်ပြည်သူတင်မြောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ဆန္ဒဖြင့်ပြင်ဆင်လို့ရမှာဖြစ်တဲ့အတွက်ပြည်သူဆန္ဒဖြင့်ပြင်လို့ရတဲ့ဥပဒေဖြစ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄မှာပါတဲ့ပြည်သူကိုအာဏာအနှင်းထားတဲ့အချက်နဲ့လည်းကိုက်ညီသွားမှာဖြစ်ပြီးတော့ဒီမိုကရေစီစံနှုန်းများလည်းကိုက်ညီပေါင်းမှာဖြစ်သည့်အတွက်436ကာကြီးပြင်ဆင်ချက်ဟာအလုံးမှန်ကန်ပါတယ် next ဒုတိယအဆင့်ဖြစ်တဲ့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးဆန္ဒမဲပေးသူအားလုံးရဲ့ဆန္ဒမဲပေးသူအားလုံးဤထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာပြင်ဆင်ရမယ်လို့ပါရှိတဲ့အတွက်မဲပေးသူအားလုံးရဲ့ထက်ဝက်ကျော်ထောက်ခံပြီးဆိုမှတော့ကျန်သူကအ ਨੇ စုဖြစ်နေပြီဆိုတဲ့တော့ဒီမိုကရေစီရဲ့စံနှုန်းနဲ့လည်းဒါကွက်တိဖြစ်ပါတယ်ဒါကြောင့်မလို့ပုံမှန်436ကာကြီးပြင်ဆင်ချက်ဟာဆိုရင်ပြည်သူဆန္ဒဖြစ်လဲပြင်ဆင်နိုင်ခြင်း2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှန်၄မှာပါတဲ့ပြည်သူကိုအာဏာအနှင်းထားတဲ့အချက်နဲ့လည်းကိုက်ညီခြင်းဒီမိုကရေစီစံနှုန်းများနဲ့လည်းကိုက်ညီမှုရှိခြင်းပြည်သူအာဏာရှိတဲ့ဆိုတဲ့အချက်ကိုလက်တွေ့သက်တည်ပြရရောက်မှာဖြစ်တဲ့အတွက်ပြင်ဆင်သင့်ပါတယ်ခင်ဗျာ next ဒီနေရာမှာကျွန်တော်အနေနဲ့အထူးဆွေးနွေးလိုကတော့ကဘာပေါ်မှာဘယ်ဒီမိုကရေစီတိုင်းပြည်ကမှပြည်သူရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်အားလုံးပြင်ဆင်ခြင်းတော်မှပြင်လို့မရဘူးဆိုတဲ့ဥပဒေပုံမှန်ပါတဲ့အခြေခံဥပဒေဆိုတာမရှိပါဘူးဒါကြောင့်မလို့အဲ့ဒီလိုပုံမှန်မျိုးပါတဲ့နိုင်ငံဆိုရင်လည်းအာဏာရှင်အရေးငွေရှိမရှိဆိုတာကျွန်တော်တို့ဟာစဉ်းစားဖို့လိုမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့မှုေး